ပြန်လေလာကဘာနဲ့ဂျပန်ဘယ်ဟာပိုဝေးလဲ ဂျပန်ကပိုဝေးတာပေါ့ဒီကနေလောက်အောင်မြင်ရပြီမဲ့ဂျပန်ကိုမမြင်ရဘူးလေ အေရက်တောင်ဘယ်မှာရှိသလဲ ကျွန်တော်မသိဘူး မင်းရဲ့ကလားထိုင်ပေါ်မှာမတက်ရက် ကျွန်တော်မမြင်ရသေးဘူး ကလေးမိုးကြိုးကိုအရင်မြင်ပြီးမိုးချင်းတန်ကိုနောက်မှကြားရတာဘာကြောင့်လဲသိလား နှလုံးကရှေ့မှာရှိပြီးနားရွက်ကနောက်မှာကပ်နေလို့လေ ထားတော့သမီးလေးကြက်တောင်တူနေပြီ တမီးကကြက်မမဟုတ်တာ No, God! No, God, please, no! 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 ကြီးလာရင်ဘာလုပ်မလဲ ကျွန်တော်ဆရာဝန်ဖြစ်မှာကိုကိုကလေးပဲလုပ်မယ်